CapCut Premium Pro ကိုပိုင် account နဲ့ iPhone ကနေပြီးတော့မှကိုယ့်ဘာနဲ့ကိုယ်ဘယ်လိုဝယ်လို့ရတယ်ဆိုတော့ကျွန်တော်အသေးစိတ်လေးရှင်းပြပေးမှာဖြစ်ပါတယ်ပြီးတော့အားလုံးကျွန်တော်တောင်းဆိုနေကြတဲ့ CapCut ကိုဖုန်းနဲ့ edit လုပ်နေအတန်းလေးဖွင့်ပြလို့ကျွန်တော်ပြောကြရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီအတန်းလေးကိုလည်းအခုဖွင့်လိုက်ပါပြီ Telegram မှာကျွန်တော်ဗီဒီယိုတွေတိတ်တိတ်ကြကြလေးရှင်းပြပြီးတော့တင်ပြထားပေးပါတယ်ဆိုတော့တင်တဲ့အကြောင်းကိုစိတ်ဝင်စားတယ်တင်တဲ့တက်ချင်တယ်ဆိုလို့ကျွန်တော်ကိုဆက်သွယ်မြင်လို့ရပါတယ် iPhone က iTunes account က US region ဖြစ်ဖို့လိုတယ် US region home mode ဆိုတော့အရင်တော့ဘယ်လိုဆက်ရမလို့ဆိုတာပြပေးမယ်ဆိုတော့ကျွန်တော် setting ကိုသွားလိုက်မယ်setting ကိုသွားပြရတဲ့နေရာမှာကျွန်တော်ဒီအပေါ်ဆုံးမှာရှိတဲ့ icon လေးပေါ့နော်ဒီကောင်လေးပေါ့ဒါလေးကိုနှိပ်လိုက်မယ်ပြီးရနဲ့ဒီအောက်မှာကျွန်တော် media and purchases ကိုနှိပ်လိုက်မယ်ဒါဆိုရင် view account နှိပ်မယ်ဆိုတော့ပြီးရတဲ့ဒီမှာ country and region ဆိုပြီးဒီမှာတွေ့တာ United States ဆိုပြီးတော့ပြနေတယ်ဒါဆိုလို့ရှိရင်တော့အဆင်ပြေတယ် iPhone နဲ့ကို iTunes account နဲ့ကျွန်တော်ငွေဖြည့်ရမယ်ပေါ့နော်ဆိုတော့ငွေဖြည့်ရတယ်ကျွန်တော်တို့ကဒီဒေါ်လာလေးကိုလိုတလောက်ကိုယ့်ဘာကိုဝယ်ပြီးတော့ဖြည့်လို့ရတယ်ဘာမှမခက်ဘူးဆိုတော့ကျွန်တော်အရင်ဆုံး KPay ကိုသွားမယ် channel pay တွေလည်းရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်လောလောဆယ် KPay နဲ့ရတဲ့အတွက် KPay နဲ့ပဲသုံးတာပါကျွန်တော်ဒီအောက်မှာ gift card ဆိုတဲ့ဟာလေးရှိတယ်ဒါလေးကိုနှိပ်လိုက်မယ် okay ပြီးရတဲ့ကျွန်တော်တို့ကဒီအောက်မှာ entertainment ဆိုတဲ့ဟာလေးရှိတယ်ဒါလေးကိုset ထည့်နေလိုက်အဲဒီမှာတွေ့ရပြီเนาะ iTunes ဆိုတာတွေ့တယ်မယ်เนาะ Apple iTunes US region အဲ့ဒါသတိထားဖို့လိုပဲเนาะဆော့ကျွန်တော် region ဘယ်လိုစစ်တယ်ဆိုတော့ပြထားတယ်အကေအဲ့မှာက US region မဟုတ်ဘူးဆိုလို့ရှိရင်တော့မရဘူးเนาะအဲ့ဒါသတိတော့ထားပြီးတော့မှဝယ်ပြီးတော့မှဟာပတ်စံဖြည့်လို့လည်းမရဘူးဆိုပြီးတော့ဖြစ်နေမှာဆိုလို့เนาะကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်ဆိုတော့ဒီမှာကြိုက်သလောက်ဝယ်လို့ရဒေါ်လာ100ထိဝယ်လို့ရဒေါ်လာ100ဘယ်လောက်ရှိလဲကျွန်တော်ကြည့်လိုက်မယ်ဒေါ်လာ100ကိုအမလီ4,500,000ကျော်တယ်ဒေါ်လာစီးတက်သွားတာเนาะ$5ပဲဝယ်လိုက်မယ်เนาะအဲ့ဒီကုတ်ကအရေးကြီးဆုံးပဲအဲ့ဒီကုတ်ကိုမပြောက်စေနဲ့ပေါ့เนาะအဲ့ဒါအရေးကြီးဆုံးပဲပြီးတော့မှအဲ့ကုတ်ကဘယ်ရောက်သွားမှမသိပါညာဆိုတိုင်ပတ်တက်တယ်ပေါ့เนาะအရင်ဆုံးကျွန်တော်ဒီမှာ copy တက်လာဒါလေးကိုအရင်နှိပ်ထားအဲ့ဒါအရင်အရေးကြီးတယ်เนาะအဲ့ဒီကုတ်ကို copy မကူးထားဘဲနဲ့လုံးဝမထွက်လိုက်ပါနဲ့ပြီးပြီဆိုတာနဲ့ကျွန်တော်တို့က App Store ကိုသွားမယ် App Store သွားပြန်တယ်ဒီအပေါ်ဆုံးမှာ icon လေးရှိတယ်ပေါ့နော်ဒါလေးကိုနှိပ်လိုက်မယ်။နော်ဒီပါကျွန်တော်လောလောဆယ်ကျွန်တော်မှာဒေါ်လာ$29.84ရှိတယ်ပေါ့နော်ကျွန်တော်လောလောဆယ်ထည့်ထားတာပေါ့နော်။ Okay အဲ့တော့ကျွန်တော်ဒီမှာပတ်စံထည့်မယ်ဆိုတော့ကျွန်တော်ဘယ်လောက်$5ဝယ်ထားတယ်ပေါ့နော်။အဲ့ဒါကိုထည့်မယ်ဆိုလို့ရှိရင်ဒီမှာ redeem gift card or code ဆိုတဲ့ဟာလေးရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်။ပြီးရနဲ့အောက်မှာ enter code manually ဆိုတော့ကျွန်တော် copy ကူးထားနော် KPay နဲ့ကူးထားတဲ့ဟာလေးမှတ်မိရမလား။နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာ paste နှိပ်လိုက်မယ်။ PBR နဲ့ paste ဆိုပြီးတော့နှိပ်လိုက်ပြီးရနဲ့ redeem ကိုနှိပ်လိုက်မယ်$5ဖြစ်လိုက်တဲ့အတွက်ကြောင့်မလို့ Apple ကနေပြီးတော့သူတို့လက်ဆောင်ပေးတဲ့သဘောပဲကျွန်တော်တို့ Apple TV မကြည့်ဘူးဆိုတော့မလို့เนาะ no thanks ကိုနှိပ်လိုက်မယ် okay เนาะအဲ့တော့ကျွန်တော်တို့စောစောပတ်စံရောက်မရောက်ဆိုတော့တစ်ချက်တော့သွားကြည့်မယ်ဒါလေးကိုနှိပ်မယ်ပြီးရတယ်ဒီမှာ$32ဖြစ်သွားပြီเนาะ done ကိုနှိပ်လိုက်မယ်အဲ့တော့ကျွန်တော် CapCut ကိုဝယ်ရတော့မယ်မီဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်က sign in လုပ်ရမှာဆိုတော့ကျွန်တော် tap to sign in ဆိုတဲ့အတွက်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဝင်ဖို့တဲ့ကြိုက်တဲ့ဟာနဲ့ဝင်လို့ရတယ် TikTok ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ် Gmail ပဲဖြစ်ဖြစ်เนาะကျွန်တော်တို့ဒီမှာ Google နဲ့ပဲဝင်လိုက်မယ်နော်ဒီမှာတော့ကျွန်တော် Face ID ကျွန်တော်ယူထားလို့ပေါ့နော်ယူလိုက်မယ် continue ကိုနှိပ်မယ်ကျွန်တော်ကဒီမှာ claim offer ပေါ့နော်ဒီကောင်ဝယ်နှိပ်လိုက်လို့ရတယ်အဓိကသတိထားမှာဒီအပေါ်မှာ3ချက်ရှိတယ်တွေ့လားဒီမှာ standard ရှိမယ် pro ရှိမယ် team ရှိမယ်ပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ဆိုတော့မဝယ်ခင်မှာအဲ့ဒါလေးကိုလုံးဝရွေးထားဖို့လိုတယ်ဒီအပေါ်မကြည့်လိုက်ပဲနဲ့ကျွန်တော်ဒီမှာရှောက်ရွေးလို့မရဝယ်လို့မရဘူးပေါ့နော်ဈေးနှုန်းကမတူဒီမှာကြည့်ကျွန်တော် standard ကိုနှိပ်လိုက်မယ် standard ကိုနှိပ်မယ်ဆိုလို့ရှိရင်ဒီမှာဈေးကဒီလောက်ပဲရှိတယ်ဟုတ်ပြီနော် pro နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဈေးကဒီလိုteam ကိုနှိပ်လိုက်မှာဆိုရင်ဈေးရဒီလိုဆိုတော့ဈေးအမျိုးမျိုးပြောင်းလဲရှိရဆိုတော့ဘာကွာတော့ဟုတ်ပြီဆိုတော့ standard ကတော့ကျွန်တော်တို့ဖုန်းတွေပဲသုံးလို့ရမယ်ဖုန်းတို့ tablet တွေပဲရမယ် laptop တို့ဘာလို့သုံးလို့မရဘူးဟုတ်ပြီနော်ဆိုတော့ pro ဆိုလို့ရှိရင်တော့ကျွန်တော်တို့က laptop လည်းရမယ်ဖုန်းတွေလည်းသုံးလို့ရမယ်ဆိုတော့ team ကတော့စောစောကပြောတဲ့ laptop ရောဖုန်းရောရမယ်ပြီးတော့ကျွန်တော်တခြားလူတွေပါကျွန်တော်ထပ်ပြီးတော့ကိုယ့်ရဲ့ဒီ team နဲ့မှာထပ်ထည့်လို့ရတယ်ပေါ့နော်ဒီကောင်ကတော့ဈေးကြီးမယ်ဗျနော်ဆိုတော့ဒီမှာ compare plan ကိုနှိပ်လိုက်ဒီမှာသူပြထားတယ်ဘယ်လိုတွေကွာလဲပေါ့နော်ကျွန်တော်ကတော့ laptop နဲ့လည်းသုံးတယ်ဖုန်းနဲ့လည်းသုံးတဲ့အတွက်ကြောင့်မလို့ကျွန်တော် pro နှိပ်လိုက်မယ်နှိပ်ပြန်တယ်လောလောဆယ်ဒီမှာ discount ပေးနေတယ်เนาะ normally ဆိုတော့ဒီဈေးနဲ့တော့မရဘူးဆိုတော့ကျွန်တော်ဒီမှာဝယ်မယ်ဆိုလို့ရှိရင်မှာ purchase ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ပထမတစ်လတော့ discount ပေးထားတယ်$3.99ပဲရှိတယ်နောက်လတွေကနေစပြီးတော့$19.99တော့ရှိမှာပေါ့နော်အဲ့လိုတော့ရှိတယ်ဈေးကတော့ကောင်းတယ်เนาะဆိုတော့ကျွန်တော်ဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ double click to subscribe ဆိုပြီးမှဒီမှာဒါလေးကိုနှိပ်လိုက်ရမယ်အဲ့ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကြာသွားပြီ okay ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ pro ကဒီမှာ4လပိုင်း28ရက်နေ့မှာကုန်မယ်လို့ကျွန်တော်တို့ပြောနေပြီပေါ့နော်ဆိုတော့ပြန်ထွက်လိုက်ပါမယ်ဘာဖြစ်လဲဆိုတော့ဒီခေါင်ကိုတစ်လပဲသုံးမှာနောက်လလည်းမသုံးဘူးပေါ့နော်ဘာလို့နောက်လကြာလို့ရှိရင်သူ$19ဖြတ်တော့မှာပေါ့အဲ့ဒါရှိတခါတည်းကျွန်တော်သွားပြီးတော့ပတ်စံကိုမဖြတ်အောင်ကျွန်တော်သွားပြီးတော့လှုပ်ထားရမယ်ပေါ့နော်ဆိုတော့အဲ့တော့တခါကျရင်လူတွေပြောကြတယ်လေဟာငါရှီကနေပြီးပတ်စံတွေဖြတ်သွားတယ်ဘာမှလည်းမသိဘူးဆိုတော့အဲ့ဒါကိုကျွန်တော်သွားပြီးတော့ unsubscribe မလုပ်ထားလို့ပေါ့နော်အဲ့ဒါအရေးကြီးပါတယ်
ဆိုတော့ကျွန်တော် setting ကိုပြန်သွားမယ်ဒီမှာဒီကောင်လေးကိုပဲနှိပ်မယ်ဒီမှာ subscription ဆိုတာရှိရเนาะဒါလေးကိုနှိပ်လိုက်မယ် April 20ခွန်ကြာလို့ရှိရင်ပတ်စံဖြတ်မယ်ဆိုသူပြနေပေါ့เนาะအဲ့တော့ April 20ခွန်မှာ$19.99ဒေါ်လာမဖြတ်အောင်ကျွန်တော်ကဒီမှာ cancel subscription ဆိုတဲ့ဟာကိုကျွန်တော်နှိပ်ပေးရမယ် cancel subscription မှာထည့်နှိပ်မယ်ပြန်ထွက်လိုက်မယ်ဟုတ်ပြီเนาะအဲ့ဆိုရင်ဒီမှာ expire April 27မှာတော်တယ်သူပြီးသွားလိမ့်မယ်ပတ်စံလည်းကိုရှိရထပ်ပြီးတော့ဖြတ်တော့မှာမဟုတ်ဘူးဒါကတော့ပတ်စံချွေတာတဲ့နီးလေးကိုကျွန်တော်ပြောပြပေးတာပါပြီးတော့အားလုံးကျွန်တော်တောင်းဆိုနေကြတဲ့ CapCut ကိုဖုန်းနဲ့ edit လုပ်နေအတန်းလေးဖွင့်ပြလို့ကျွန်တော်ပြောကြရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီအတန်းလေးကိုလည်းအခုဖွင့်လိုက်ပါပြီ Telegram မှာကျွန်တော်ဗီဒီယိုတွေတိတ်တိတ်ကြကြလေးရှင်းပြပြီးတော့တင်ပြထားပေးပါတယ်ဆိုတော့တင်တဲ့အကြောင်းကိုစိတ်ဝင်စားတယ်တင်တဲ့တက်ချင်တယ်ဆိုလို့ကျွန်တော်ကိုဆက်သွယ်မြင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ် bye bye